နော်တော့ အဲ့ဒါကမုန်းစီရောင်းဖို့ကျေးဇူးပဲ ရတယ်အမတလဟောလာလိမ့်မယ်အဲ့ဒါကြီး ဟယ်လိုရှင်အလုပ်ပြုတ်သွားပြီမနေ့ကမှအလုပ်ခန့်တာလေဒီနေ့ဘာလို့အလုပ်ပြုတ်တာတော့ဟုတ်ဒုက္ခပါပဲအလုပ်ကလည်းပြုတ်ပြီသူများမှာတော့အလုံးမပြုတ်အောင်ဆိုဖះမှာနေတိုင်းပြောင်းမှုတွေကပ်ပြီးလှူနေရတာခုဘယ်လိုလုပ်ကြပါတော့ ဟုတ်ဒီမှာလေးဘယ်လိုလုပ်ချင်လဲ ဟဲ့ဒီဟေး မြန်မာလေးဘယ်လိုလုပ်ချင်လဲ ဟုတ်ခက်ထိုင်ပါဦး ထိုင်ဦး လိုက်ပါ6တောင်ဆိုတယ် ရော ဖနင်းကနေရရွေးလာလဲဒီမှာဖြစ်တယ်လေ ဘာညက်ကိုကြည့်မရလို့နေမှာပေါ့ ဒီဘောမဟုတ်လေဘာဖြစ်လို့ ရေရီယာပေးလိုက်လို့အလုပ်ပြုတ်ပြီလေ စွမ်းလာ ဖះ ပေါ့ မှာပြောင်းမှုကပ်ဆိုလို့ပြောင်းမှုလက်ကပ်ပြီးသွားပြီ အဲ့ကလေးငါနဲ့ကိုပြောင်းမှုကတ်ခိုင်းနေနော် ကပ်ခိုင်းတယ်လေကပ်လိုက်တယ်လေ အာလူဆိုင်လေကျွန်တော်ယူပေးလိုက်တာပြောင်းမှု နေပါဦးငါတရိုက်တဲ့စင်ဘယ်တော့မှမလွယ်ဘူးနေကတ်တဲ့ပြောင်းမှုတော့တောက်ခဲ့တော့ငါကြည့်မယ်တော့ သွားယူမယ်သွားယူမယ် ဒါမျိုးဘယ်တော့မှမဖြစ်ဘူး ကျွန်တော်ကိုယ်တိုင်ယူပေးခဲ့တာလေ ဒီမှာ ဒီပြောင်းမှု တခြားကြည့်အောင် ပြောင်းမှုလူဆိုလို့ လှူသွားပြီလေ ဒီပြောင်းမှုကိုလူရ စီလေးနေလေ အော်နင်ကမပြောင်းရင်လို့ပြောင်းမှုလူခိုင်းတာနင်ကပြောင်းမှုပြုတ်လူမှတော့ပြုတ်ပြီပေါ့တော်မရဲ့အော်နင်တော့နေသေးတယ်အဲ့ဒါဘာလို့လားလဲ သူက တာအာလူဆိုင်နေပြောင်းမှုပြုတ်တယ် ဟဲ့ ကောင်းတယ် ပြောင်းမှုလူခိုင်းတာလေ ဟမ် ဘာလို့မင်းကပြောင်းမှုပြုတ်ပြီးတိုင်းလူလားလဲ အဲ့သူစစ်သူ့ဘာကိုကြိုက်စားရောစားထပ်စား ဟုတ်ကဲ့စားတယ်သဘောကောင်းတယ်တွေ့လားကျွန်တော်ကြည့်ဟုတ်လေကျွန်တော်အာလူဆိုင်မှာအဲပြောင်းမှုဆိုလို့ကျွန်တော်ကအစိမ်းသားပြုတ်ပြီးသား